ကျမကလေတနေ့ energy ကောင်းတဲ့အတိုင်းဝိုင်းမှာပဲရှင်သန်တယ် positive များတဲ့လူတွေနဲ့ပဲပေါင်းတယ်ကျမကိုယ်တိုင်လည်း negative လုံးဝမပြောဘူး negative ဆိုတဲ့အရာတခုမထည့်ဘူးပေါ့နော်လူဆိုတာတော့ဝင်တတ်တယ်ထုတ်ပြတယ်ပတ်ဝန်းကျင်ကိုလည်းကျမ positive ကျမတို့လိုမျိုး positive ကြိုက်တဲ့သူ positive များများပြောနိုင်တဲ့သူမျိုးကိုကျမပေါင်းတယ်နောက်တစ်ခုကျတော့တိုးတက်မှုကိုလိုလားနေတဲ့အတိုင်းဝိုင်းမှာရှင်သန်တယ်ဒီနေ့ဆိုရင်ဒီပေါ့ကြိုက်တုံကနေပြီးတော့ကျင်ဖွင့်တဲ့အကိုတယောက်ရှိရဲသူနဲ့ကျမတို့ဒီအလုပ်ကိစ္စလေးတွေစကားပြောတယ်ပြောတဲ့ခါမှာသူနဲ့ကျမတို့နဲ့ခင်ခဲ့တာဆရာပြေခိုင်တင်တန်းမှာခင်ခဲ့တာပေါ့နော်သူနဲ့စကားပြောရချင်မှသူ့မေးလိုက်တယ်အကိုလို့တင်တန်းမှာတက်ရတာဘာတွေရခဲ့လဲညီမရဲ့တင်တန်းမှာရခဲ့တဲ့သင်ခန်းစာတွေထက်ကိုအခုညီမနဲ့တထိုင်နဲ့3နာရီပေါ့နော်meeting စကားပြောလိုက်တာပို့ပြီးတော့အကိုအတွက်အကျိုးရှိသွားတယ်တဲ့စီးပွားရေးအမြင်တွေလည်းအများကြီးရသွားတယ်တဲ့ပြီးတော့ဒီလိုလူမျိုးတွေနဲ့ပေါင်းအသင်းရတာအရန်ကောင်းတယ်ဆိုတော့ကျမကိုယ်တိုင်လည်းတမိုးရှိတဲ့ဘဝမျိုးကိုရှင်သန်နိုင်အောင်ကျမကိုယ်တိုင်လည်းပြုစုပြောထောင်တယ်သူများတွေကိုလည်းကျမမိတ်ဆွေတငယ်ချင်းမမြောင်ဒါပေမဲ့ကျမမှာရှိတဲ့မိတ်ဆွေတငယ်ချင်းတွေဒီ IQ level ရှိတဲ့တငယ်ချင်းတွေကိုပဲကျမထားတယ်စီးပွားရေးအမြင်ရှိတဲ့သူ positive thinking များတဲ့သူနောက်တစ်ခုကျတော့ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော် mindset ကောင်းတဲ့အပိုင်းဝိုင်းမှာပဲကျမနေပါတယ်အဲ့တော့လူငယ်တွေအရေးကြီးပါတယ်ပေါင်းတင်ဆက်ဆံရေးမှာအကုန်လုံးနဲ့ပေါင်းတင်ဆက်ဆံရေးကောင်းလို့ရပါတယ်ဒါပေမဲ့ကိုယ့်အတွက်မိတ်ကောင်းဆွေကောင်းတယောက်ရှိတယောက်နဲ့လုံလောက်ပါတယ်တငယ်ချင်းမိတ်ဆွေများစရာမလိုဘူးတငယ်ချင်းတယောက်နဲ့စကားပြောလိုက်လို့ကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင်ပြောပါအကျိုးမရှိဆိုမပြောပါနဲ့ကျမတော့စိတ်ဆိုးခြင်းဆိုမဆိုးခြင်းနေဒီလူရှိကကျမအကျိုးရှိရဆိုတာပတ်စံကိုပြောတာမဟုတ်ဘူးเนาะငွေကြေးကိုပြောတာမဟုတ်အသိပညာအကျိုးကိုပြောတာအသိပညာအကျိုးရှိမယ်သူဆိုရင်သူတို့နဲ့စကားပြောလိုက်ခြင်းမှာကျမကောင်းလို့သူကတင်တန်းတူတူတက်တော့အရန်တော်တယ်ပေါ့နော်တကယ်ကျတော့သူတိသွားတာဒီအရန်တော်တဲ့ယောက်ျားလေးတစ်ယောက်ရဲ့နောက်ကွယ်မှာဒီလိုမိန်းမမျိုးရှိတယ်ဆိုတော့သူအရန်မြင်လိုက်ရတယ်ပေါ့နော်ဘာလို့လဲဆိုသူ့ပြောရင်ကျမကောင်းလို့ပြောအရန်ကန်ကောင်းနေတဲ့အရန် bright ဖြစ်ပြီးတော့အရန်ကိုပေါ့နော် sharp ဖြစ်ပြီးတော့အရန်စူးစမ်းနေတဲ့မိန်းမတစ်ယောက်နောက်ကွယ်မှာsupport လုပ်ပေးနေတယ် mindset တွေအမှန်တွေတွင်းပေးနေတယ်သူ့ရဲ့ setting တွေကိုအကောင်းဆုံးချပေးနေတယ်သူသွားနေတဲ့လမ်းကြောင်းကိုအကောင်းဆုံးဖြောင့်မတ်စွာသွားနိုင်အောင် plan တွေချပေးနေတယ်ပေါင်းတင်ဆက်ဆံရေးအစအကုန်လုံးကတင်ကြားပေးနေတယ်မိန်းမတစ်ယောက်ရှိတဲ့အတွက်ကြောင့်အရန်ကန့်ကောင်းတယ်လို့ပြောတယ်အဲ့တော့လူဆိုကိုတန်ဖိုးကိုတိဖို့အရေးကြီးတယ်ကျမတန်ဖိုးကျမ